ရိုနယ်ဒိုရဲ့ကမ္ဘာဖလားနီကုန်းဒီပွဲကတော့ရင်ခုန်စရာတိတ်မှကောင်းတဲ့ပွဲစုဖြစ်ပြီးနှစ်သင်းစလုံးတစ်ဖက်နဲ့တစ်ဖက်အမှားမခံပဲတင်းတင်းကြပ်ကြပ်ကစားသွားခဲ့ကြတာဖြစ်ပါတယ်။ပေါ်တူဂီအသင်းရဲ့ကစားကွက်ကထင်သလောက်ထိရောက်မှုမရှိခဲ့သလိုစပိန်အသင်းကလည်းပေါ်တူဂီထက်တိတိတတ်တာကြီးအပြတ်အသက်တာလွန်နေတာမျိုးတော့မဟုတ်ခဲ့ပါဘူး။ဒါပေမဲ့စပိန်အသင်းဟာကွင်းလယ်ပေါက်ကနေရာတွေနဲ့စပေးတွေကိုပုံမိုရှာဖွေနိုင်ခဲ့ပြီးပွဲကိုထိန်းချုပ်ဖို့ကြိုးစားခဲ့ပါတယ်။စပိန်အသင်းရဲ့ possession ကစားပုံကပုံမှန်ထက်ထိရောက်မှုအားနည်းနေခဲ့ပေမဲ့ပွဲကိုအနိုင်ရှုံးဖြစ်ပေါ်စေမဲ့မိုးမတ်တစ်ခုကိုတော့ထိထိရောက်ရောက်ဖန်တီးသွားနိုင်ခဲ့ပါတယ်။ Ferran Torres ရဲ့တကယ်ကိုတိကျတဲ့ရက်လှပတဲ့ slip passing ကနေတဆင့်ပေါ်တူဂီခံစစ်ကြောင်းကြားထဲကနေမီခဲမာရီနိုကထိုးဖောက်ပေါက်ထွက်ကဂိုးသမားထွက်လာတဲ့ထောင်ကျင်းထဲကိုအလိုက်တင်ပိတ်သွင်းပြီးအနိုင်ဂိုးကိုရယူပေးသွားခဲ့တာဖြစ်ပါတယ်။စပိန်အသင်းအနေနဲ့ဒီထက်ပိုပြီးတိုးတက်ဖို့လိုအပ်ချက်တချို့ရှိနေသေးတာကိုတွေ့ရပါတယ်။အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့လက်မင်းယာမားနဲ့နီဂိုဝီလီယံတို့ဟာဒီပွဲမှာထိရောက်တဲ့ပံ့ပိုးမှုမျိုးတိတ်မပြနိုင်ခဲ့ပါဘူး။ဒါပေမဲ့ကွင်းလယ်နဲ့ခန်းစစ်ပိုင်းမှာတော့ကူကူရီလာပက်ထရိုပိုရိုနဲ့ရိုဒရီတို့ကအကောင်းဆုံးထိန်းချောင်းပေးသွားနိုင်ခဲ့ပါတယ်။လူစားလဲခံလိုက်ရတဲ့ပက်ထရီဟာလည်းသူရှိနေတဲ့အချိန်တွင်ဂိမ်းကိုကောင်းကောင်း control လုပ်ပေးနိုင်ခဲ့တယ်လို့အစောပိုင်းကတည်းကခြေစွမ်းပြနေခဲ့တဲ့ဒန်နီအိုမိုကတော့စပိန်အတွက်အကောင်းဆုံးကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ပေါ်တူဂီအတွက်တော့တကယ်ကိုစိတ်မကောင်းစရာပွဲစဉ်တစ်ပွဲဖြစ်ခဲ့ပါတယ်။ပြိုင်ပွဲတစ်လျှောက်လုံးမှာဥဇဘက်ကစ္စတန်နဲ့ပွဲစဉ်ကလွယ်လို့တကယ်အရေးကြီးတဲ့ပွဲကြီးပွဲကောင်းတွေရောက်တိုင်းခြေစွမ်းမပြနိုင်ပဲရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။ပွဲပြီးခါနီးမှာကောင်တာတိုက်စစ်နှစ်ကြိမ်ခံရရှိခဲ့ပေမဲ့အခွင့်အရေးကိုအသုံးမချနိုင်ခဲ့ပဲလွဲချော်ခဲ့ရလို့ရိုနယ်ဒိုလည်းတော်တော်လေးစိတ်ပြတ်ဒေါသထွက်ခဲ့ရပါတယ်။ဒီရှုံးနိမ့်မှုနဲ့အတူပေါ်တူဂီပရိသတ်တွေတင်မကပဲခရစ္စတီယာနိုရိုနယ်ဒိုအတွက်ပါတကယ်ကိုနာကျင်စရာကောင်းခဲ့ပါတယ်။အသင်းရဲ့ရှုံးနိမ့်မှုနဲ့အတူရိုနယ်ဒိုရဲ့နောက်ဆုံးကမ္ဘာဖလားမျှော်လင့်ချက်အိမ်မက်ဇလန်ဟာလည်းဒီနေရာမှာတင်တရားဝင်ပြီးဆုံးသွားခဲ့ပြီလို့ပြောရမှာပါဒီခြေစွမ်းဒီကစားဟန်နဲ့ဆိုရင်တော့ပေါ်တူဂီအသင်းအနေနဲ့ကွာတာဖိုင်နယ်အဆင့်ထိရောက်ရှိလာတာကသူတို့အတွက်တင့်တော်တဲ့အဆင့်တစ်ခုဖြစ်ပြီးဒီနေရာမှာတင်ကျေနပ်ရမယ့်အနေအထားမျိုးဖြစ်ခဲ့ပါတယ်တစ်ဖက်မှာတော့စပိန်အသင်းဟာဒီထက်ပိုမိုတိုးတက်တဲ့ပုံစံနဲ့ဆီမီဖိုင်နယ်အတွက်ပြင်ဆင်လာရတော့မှာဖြစ်ပါတယ်ပရိသတ်တို့ကပေါ်တူဂီရဲ့ရှုံးပွဲအပေါ်ဘယ်လိုမြင်လဲအမြင်လေးတွေပြောသွားပေးကြပါဦးအားလုံးကိုကျေးဇူးတင်ပါတယ်